ဒီနေ့မှာတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ like cafe ကဖတ်တမင်းကိုသွားပြီးတော့စပြပါတယ် like cafe ကဖတ်တမင်းကတော့ဗျာမြင်းတဲ့တိုင်းပါပဲကြည့်လိုက်တာနဲ့ကိုဖွယ်ဖွယ်ရရနဲ့စားချက်စပွဲလေးပါခင်ဗျာဒီလူကြီးကတော့ဖတ်တမင်းကိုစိတ်သားနဲ့မှားလိုက်တယ်အရန်ဟင်းဖြစ်စုပ်ရွက်ပဲဒီကျင်တော့တူဝစ်ချက်လေးလည်းပါတယ်ဗျာပြီးတော့ဤပြေချင်းဟင်းလေးနဲ့အတိုးမျိုးကိုလည်းအခုလိုတက်တက်ရရတန်းတန်းရှင်းရှင်းလေးချပေးထားတယ်တွေ့ရပါတယ်ခုဒီလူကြီးဖတ်တမင်းစားနေတဲ့ like cafe ကတော့မန္တလေးမြို့58လမ်း30-32လမ်းကြားမှာတည်ရှိပါတယ်ဒီလူကြီးတို့ like cafe မှာမတွေးပြတာကြာကြီးဖြစ်တဲ့ TikTok ဆယ်လီအောင်ကြီးဝေကလုံးမန်နေဂျာကိုချာလေးတို့နဲ့သူအလုပ်စကားပြောရင်းထိုင်ပြကြတာဖြစ်ပါတယ်ဒေသဆောင်မှာချစ်ခင်ရတော့မိတ်ဆွေများအနေဖြင့်လည်းမန္တလေးမြို့ကိုရောက်ခဲ့ရင်58လမ်း30-31လမ်းကြားကlike cafe မှာဝင်ရောက်စားတော့ပန်းဖြေနိုင်ယူနိုင်ပါကြောင်းမိတ်ဆက်လမ်းညွှန်ပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးကြတဲ့ပြည်သက်တူးချင်းတွေကိုကျေးဇူးထူးတင်ရှိပါတယ်